အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ငယ်ငယ်ကအရန်ကိုကြက်ခဲ့ရတဲ့အပြင်အခုထိလည်းပြန်ကြည့်အောင်ယူမသွားတဲ့စတီဗင်ချားရဲ့နာမည်ကြီးဇာတ်ကားဖြစ်တဲ့ရှောင်းလင်းဆော့ကာကိုပြန်ပြောပြပေးသွားမှာပါဒီကတိုင်းပညာနယ်ဘောလုံးကိုဘလို့ပေါင်းဆက်ထားလဲဆိုတာကိုရိုက်ပြပေးထားတာပဲဖြစ်ပါတယ်ဇလန်အစမှာတော့လွန်ခဲ့တဲ့နှစ်20ကရွှေချောက်ဆိုတဲ့ဘောလုံးသမားဖောင်ဟာအရန်ကိုနာမည်ကြီးတဲ့သူတစ်ယောက်ပါတမျိုးနယ်လုံးအားပေးနေကြတဲ့ကစားပွဲတစ်ခုမှာအရေးပါတဲ့နေရာကနေကစားနေပါတယ်မနာလိုဖြစ်နေတဲ့ဖောင်တစ်ယောက်နောက်ဆုံးကိုမဝင်အောင်တွင်းပေးဖို့သူ့ကိုလက်ထိုးနေပါတယ်ဖောင်ကတော့သူဟာအတော်ဆုံးဆိုတဲ့နာမည်ကိုအပြတ်မခံချင်ဘူးလို့ပြောပြီးဘိုင်းမှာထိုးထားတဲ့တက်တူးကိုကြွားနေပါတယ်။လေလုံးထွားတဲ့ဖောင်တယောက်လက်ထိုးတာကိုလက်ခံလိုက်ပြီးတော့အနိုင်ရမယ့်နောက်ဆုံးအချိန်မှာတမင်ဂိုးမဝင်အောင်ကန်ပြစ်လိုက်ပါတယ်။ပတ်စံမှတ်ပြီးပွဲမတမာမှုပြုလုပ်ခဲ့လို့ပြည်သက်တွေဝိုင်းရိုက်တာကိုခံရပြီး6ရောက်ကျူးသွားပါတယ်။မြန်မာခေရောက်တဲ့အခါမှာတော့ဟောင်ဟာအောင်မြင်မှုတွေရရှိနေပြီးချမ်းသာကြွယ်ဝနေပါတယ်။ဖောင်တယောက်ကတော့အိုမင်းပြီးဒုက္ခိတဘဝနဲ့ဟောင်ရဲ့အသင်းမှာအောက်ခြေသိမ်းအလုပ်လုပ်နေရတာပါ။ဟောင်ဟာတနေ့ကျရင်သူ့ကိုနီးပြရာတူပေးမယ်ဆိုတဲ့ကတိကိုလည်းမတီးခဲ့ပါဘူး။သူ့ကိုနှိမ်ချဆက်ဆံတဲ့အပြင်သူ့ခြေထောက်ကိုရိုက်ချိုးဖို့တမင်လူငားခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်ကြောင့်ရင်နာနာနဲ့အလုတ်ထွက်ခဲ့လိုက်ပါတယ်။အခုတော့ဖောင်တယောက်သူ့လောဘနဲ့သူအရန်ကိုနောင်တရစိတ်ပြတ်နေခဲ့ပါပြီ။ဖောင်တယောက်မမိုးယူးယူးနဲ့လမ်းဘေးမှာစိတ်တကြနေတော့အမိုက်ထုတ်တွေပေါ်မှာအကျော်လျှော့နေတဲ့စင်နဲ့ဆုံပါတယ်။စင်ကတော့ရှောင်းလင်းတိုင်းပညာကိုအရန်ယူသူပြီးသူ့ကိုယ်သူတန်ချထောက်လို့အမွန်းတင်နေသူပါ။ရှောင်းလင်းကိုပညာရက်တွေကိုပြန်လည်ဖွံ့ဖြိုးအောင်နီးလန်းရှာနေတာဆိုပြီးသူ့စီမှာတိုင်းတင်မှုစီယုံနေပါတယ်။ကောင်မလေးတယောက်ကြွကြွမော့မော့နဲ့လမ်းလျှောက်နေတော့မပြောကုန်တက်နေမိလို့မရှိမလလဲသွားပါတယ်။သူမသာတိုင်းပညာတက်ခဲ့မယ်ဆိုရင်ချော်လဲမဲ့အရေးဘလို့ဖျက်ကျော်နိုင်မလဲဆိုတာကိုဖြေရှင်းကမ်းထုတ်ပြနေပါတယ်။လူတွေတနေ့တာကြုံနေရတဲ့အခက်အခဲတွေဟာတိုင်းပညာနဲ့သာဆိုရင်ဘလောက်တောင်အဆင်ပြေနိုင်မလဲဆိုတာကိုပြောပြနေပါတယ်။သူကတိုင်းပညာကိုလူမှုပတ်ဝန်းကျင်မှာအသုံးချဖို့ကြိုးစားနေပေမဲ့ပေဒီပေဆုံးတဲ့ဆင်းရဲမွဲတင်နေလို့လူတွေကသူ့ကိုအယူလို့ပဲတတ်မှတ်ကြပါတယ်။ဆင်ဟာကွန်မှုတင်လို့ရမယ့်အခွင့်အရေးကိုလက်မလွတ်နဲ့ဒုက္ခိတာလည်းတင်လို့ရတယ်လို့ပြောလိုက်လို့ဖောင်တယောက်ဒေါသထွက်သွားပါတယ်။သူဟာအရင်ကတစ်ချောင်းနဲ့ဂိုးပေါင်းရာချီသွင်းခဲ့တဲ့ရွှေချောက်ပဲလို့ပြောပြီးသူတောက်နေတဲ့အရက်ဘူးခွန်းနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဘူးခွန်အောက်အကျမှာတော့ဆင်းရဲ့တမ်းမလာတဲ့ကန်ချက်နဲ့ကန်လိုက်ရမှာအလင်းရဲ့အမျက်နှုံးနဲ့တောင်ပျောက်သွားသလားထင်ရပါတယ်။ကောင်းကင်မှာလွင်သွားတဲ့မြင်ကွင်းကဖောင်ကိုသတိထားမိစေခဲ့ပါတယ်။ဆင်းကတာမန်ဆင်းရဲသားတစ်ယောက်ပါ။သူ့ရဲ့တနေ့တာကပလုံကောက်ကလူတွေကိုကူညီပေးနေကုံဆုံးလေးရှိသူပါ။ဆင်းတယောက်သူအမိုက်ကောက်ရောင်ပြီးရလာတဲ့ပြား20နဲ့ဆိုင်တစ်ဆိုင်မှာမိုးဝယ်စားဖို့လို့ရင်တိုင်းပညာနဲ့ဂျုံနေနေတဲ့မိန်းကလေးကိုတွေးသွားပါတယ်။ရင်နဲ့ရီပေါင်းဆက်ထားတဲ့တိုင်းကွက်တွေနဲ့လှလှပပဂျုံနေနေတာကိုဆင်တယောက်ကြည့်ကောင်းနေပါတယ်။သူမကလည်းမုံဆိုင်မှာမုံလုပ်ပေးရတဲ့ဆင်းရဲသူဝန်ထမ်းတစ်ယောက်ပါပဲ။အလွန်အမြင့်ကနေလှန်ပစ်လိုက်တဲ့အိုးကိုသူ့ရဲ့တိုင်းပညာနဲ့အသားအရာဖမ်းယူလိုက်တာကိုလည်းဆင်တယောက်သဘောကျသွားပါတယ်။စကားပြောရင်မုံတစ်ခုကိုအချောင်ရမလားစားလိုက်ရာဒေါ်လာကျလို့ပါလာတဲ့ပြား20အပြင်သူစီးလာတဲ့ရှယ်အားကစားဖက်နှက်ကိုပါအပေါင်ထားခဲ့လိုက်ပါတယ်။ကွန်ဖိုးပညာကိုလူတွေစိတ်ဝင်စားအောင်လုပ်ဖို့KTV မှာအလုပ်လုပ်နေတဲ့သူ့ရဲ့အကူကြီးတက်မဏီကောင်းစီသွားပြန်ပါတယ်။သူ့ရဲ့ယူးကြောင်ကြောင်နိုင်တဲ့စကေးတွေကိုတီးတဲ့အကူကြီးတယောက်ကတော့ဆိုင်မှာအင်သာဆေးတဲ့အလုပ်ရအောင်တော့တတိကိုပြောပေးနိုင်တယ်။အိမ်မက်တွေနဲ့အချိန်မကုန်ကျင်စမ်းပါနဲ့ဆိုပြီးအားပေးလိုက်ပါတယ်။ဆိုင်ရှင်တတိရောက်လာပြီးညာပွဲအတွက်ဒီဝဲမငားရသေးဘူးလားဆိုပြီးခေါင်းကိုပလင်းနဲ့ရိုက်လိုက်ပါတယ်။တက်မဏီကောင်းတယောက်မထူးဆက်ခင်ကရှောင်းလင်ကူဖူးနဲ့အစိုးကားကိုပေါင်းဆက်ပြီးတချင်းဆိုပေးမယ်လို့ပြောလိုက်ပါတယ်။သူတို့ရဲ့အင်ပတန်ကောင်းတဲ့ပေါင်းဆက်မှုတွေကြောင့်ဆင်ရကောင်းကိုပလင်းပြန်နဲ့ဆူချလိုက်ပါတယ်ဒီတချင်းကိုဘသူရေးထားလဲဆိုပြီးဒေါသတကြီးမေးတဲ့ဧည့်သည်တွေကိုအပင်မြင့်ရင်လေးတိုက်တက်ပါတယ်မင်းတို့ဝေဖန်တာကိုလည်းလက်ခံပါတယ်ဆိုလို့ဧည့်သည်တွေကစိတ်ညစ်ပြီးဝိုင်းရိုက်တာကိုခံလိုက်ကြရပါတယ်ဖောင်တယောက်လမ်းကြားထဲမှာပန်းကပါလုံနေတော့အုတ်တိုင်းမှာစိုက်ဝင်နေတဲ့အရက်ဘူးခွန်ကိုတွေ့သွားပါတယ်သူစင်းနဲ့တွေ့တုန်းကအလင်းရဲ့အမြန်နှုံးနဲ့ကန်လိုက်တဲ့ဘူးခွန်ပါဘူးခွန်ကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့အုတ်တိုင်းကပြိုကျသွားပါတယ်ပြိုကျသွားတဲ့အုတ်တိုင်းရဲ့တစ်ဖက်မှာတော့စင်နဲ့ KTV မှာသူ့ကိုဝိုင်းရက်တဲ့အဖွဲတို့ရဲ့ချင်းထိုးဝက်ရှိနေတာပါသူ့ကိုဝိုင်းအရိုက်မှာတော့လင်းမြန်အားကောင်းတဲ့ကန်ချက်ကြောင့်မျက်နှာကိုမထီသေးတာတောင်ထထမိုးဦးကျော်ညတဲ့ခေါင်းလျှော်ရည်ကိုတုံးထားသလိုစံကေတာတွေလေးပေါ်ဝဲသွားပါတယ်သူ့ရဲ့တမ်းမာတဲ့ခြားရဲ့စွမ်းအားကတော့အံ့ဖွယ်ပါပဲဘောလုံးနဲ့ထိတဲ့နိုင်ရန်ကတော့ကွဲအပ်တယ်လို့သာဖြစ်သွားမယ်ဘောလုံးကတော့မပေါက်သွားပါဘူးဖောင်ကသူ့ရဲ့ခြေထောက်စွမ်းအားကိုမြင်သွားပြီးဒီတန်ခြေထောက်နဲ့သာဆိုရင်ဘောလုံးကန်ရမှာအဲ့ဒီအတွက်နီးပြဖြစ်တဲ့ငါရဲ့အကူအညီယူလို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်ဘောလုံးကန်ဖို့စိတ်အားထက်သန်နေပေမဲ့လည်းဘောလုံးအားကစားဆိုတာအသင်းဖွဲ့နဲ့လုပ်ရတာကြောင့်စင်ကသူ့ရဲ့ရှောင်းလင်ကြီးကိုတွေကိုလိုက်ရှာပါတော့တယ်ပြိုင်ပွဲကတော့ဟောင်စီစင်းနဲ့ဖလားပြိုင်ပွဲဖြစ်ပြီးစုအနေနဲ့ကဒေါ်လာ1 သန်းရမှာပါဒါပေမဲ့သူ့ရဲ့ညီကိုတွေကအခုချိန်မှာတော့ဘောဘာကိုရုန်းကန်နေရပြီးတိုင်းပညာတွေကိုမေးလျော်နေကြပါပြီပထမအကူဖြစ်တဲ့တမ်မဏီကောင်းစီသွားတော့ကြောက်ကြောက်နဲ့ထွက်ပြေးနေပါတယ်ရှောင်းလင်ကိုဖူးတိုးတောင်လုပ်ဖို့နောက်ဆုံးတော့နီလန်းတွေ့ပြီလို့ပြောလိုက်ပေမဲ့အရင်တစ်ခေါက်သူလှုပ်လိုက်တဲ့ပြဿနာကြောင့်မန်နေဂျာယာရုလုပ်သွားပြီးမလုပ်နိုင်တော့ဘူးဆိုပြီးညှင်းလိုက်ပါတယ်ဒုတိယအကူကတော့တန်လိုက်တိုင်းပညာရှင်ဖြစ်ပြီးဒီလောက်ရုပ်ချောတာတောင်ဘာလို့ထိတ်ပြောင်နေရတာလဲဆိုပြီး
ညီတွိုင်းရင်နဲ့ပကံစေးအလုံးလုံးနေသူပါတတိယအကူကတော့ကုမ္ပဏီဝန်ထမ်းဖြစ်ပြီးစတော့ရှယ်ယာလောကမှာကြာရှုံးနေတဲ့တန်ချက်ကတိုင်းသမားပါစရုဒ္ဒအကူဖြစ်သူကတော့လက်ပလာတိုင်းသမားဆိုတဲ့နာမည်အတိုင်းအလုံးလက်မဲ့ဖြစ်နေသူပါ6ရောက်မြောက်ညီလေးဖြစ်သူကတော့ကိုဖော့တိုင်းသမားပါလက်ရှိမှာတော့အရင်နဲ့မတူဝလာပြီးစူပါမားကတ်မှာအလုံးလုံးနေရပါတယ်အားလုံးကလက်ရှိဘဝရဲ့စာဝတ်နေရေးဖြည့်ရှင်းဖို့ဦးစားပေးရုန်းကန်နေကြရသူတွေပါအစာပိုင်းမှာအားလုံးကငြင်းကြပေမဲ့သူတို့ရဲ့ပျောက်ဆုံးနေတဲ့ဂုံတိတ်ခါကိုပြန်ရှာဖို့အတွက်စင်နဲ့ဖောင်စီကိုအားလုံးရောက်လာကြပါတယ်ဖောင်ကသူတို့ကိုဘောလုံးအခြေခံကစပြီးတင်ပေးပါတယ်သူတို့ဖွဲ့ဟာဘလောက်ပဲတန်မာကြတဲ့တိုင်းသမားတွေဖြစ်နေကြပေမဲ့လည်းဘောလုံးကစားနည်းမှာတော့တကယ်အလွဲချော်ပါပဲလေဂျင်နဲ့စင်ရဲ့ပထမကန်ချက်မှာတင်ဘောလုံးကအမြင့်ထိတက်သွားလို့ထိုင်ဆောက်နေရပြန်ပါတယ်စင်ရဲ့ကန်ချက်ကအရန်အားပြင်းတာကြောင့်ကျဲဝစင်းကိုမကွဲအောင်ထိန်းကန်ဖို့လေ့ကျင့်ခိုင်းတာပါတယ်ကျဲဝအရန်ကြိုက်တဲ့နံပါတ်6ညီလေးကတော့သူ့တလုံးကွဲတာနဲ့မရရအောင်ကိုလိုက်ကောက်စားပါတော့တယ်စင်ကသူ့ခြေထောက်ပေါ်တလုံးကွဲတာနဲ့ဖက်နှက်ပေါ်ကျနေတာကိုလာမစားအောင်တတိယကိုရဲ့ပါဇက်ထဲကိုကျဲဝပြစ်ထည့်လိုက်ပါတယ်တခြားသူတွေရဲ့တိုင်းပညာကတော့တိမ်မြုပ်နေကြတော့မှာပဲပထမဆုံးလေ့ကျင့်ရေးပွဲအဖြစ်စင်နဲ့ပြဿနာဖြစ်မှုတဲ့အဖွဲ့နဲ့ဘောလုံးကန်ကြပါတယ်အသင်းကောင်းဆောင်ချင်းချင်းဒီကစားပွဲကရိုးသားမှုကိုဖော်ပြတဲ့ကစားပွဲလို့ပြောနေတော့ဖွက်ထားတဲ့ဝတ်ထဲကနေကားဝတ်ရှော့တဆိုင်စာပစ္စည်းတွေထွက်ကြလာပါတယ်။အဲ့ဒီပွဲမှာစင်တို့အသင်းအကြီးအကျယ်ရိုက်ခံရပါတယ်။ဘလောက်ဆိုးအောင်ရိုက်ခံရလဲဆိုရင်ဒုတိယကမ္ဘာစစ်တဲ့ရောက်နေတယ်လို့ပါပဲ။အနှိမ့်ဆက်ခံရလုံးလို့အရှုံးပေးတယ်လို့ကြေညာပေမဲ့ပြိုင်ပွဲအသင်းကအရှုံးပေးခြင်းရင်ဒါကိုခေါင်းမှာဆောင်းပြီးမှဆရာဝန်စီသွားဆိုပြီးအတွင်းကန်တစ်ထည်ကိုချွတ်ပေးလိုက်ပါတယ်။သူတို့တသင်းလုံးလောင်ပြောင်မှုတွေကြားမှာမခံချင်စိတ်တွေဖြစ်နေတော့စင်ကအခုငါတို့အလဲပဲသူတို့အစွမ်းနေပြန်လာနေပြီဆိုတာခံစားရတယ်ဆိုပြီးပြောလိုက်ရကနေသူတို့ရဲ့ရှောင်းလင်ဝင့်ကြီးပြန်နှိုးထလာကြပါတယ်။အားလုံးကသူတို့ရဲ့တိုင်းပညာတွေကိုဘောလုံးမှာပေါင်းဆက်လိုက်တဲ့အခါမှာတော့ပြိုင်ပွဲအသင်းကိုအလဲထိုးနိုင်ခဲ့ပြီးအနိုင်ရလိုက်ပါတယ်။တစ်ဖက်ဟောင်ရဲ့အသင်းမှာလည်းသူတို့စမ်းသပ်တည်တင်ထားတဲ့အစွမ်းထက်ဆေးကိုထိုးပြီးရေအောက်မှာလေ့ကျင့်နေကြပါတယ်။ဟောင်ကသူ့စီကိုနီးပြဖြစ်တဲ့ချီကျိုးရဲ့အသင်းကဝင်ပြိုင်ခွင့်လာတည်နေတဲ့ကြားလို့ကိုယ်တိုင်သွားလေ့လာပါတယ်။ဟောင်ဟာအိုနာကျိုးကမ်းပုံဖြစ်နေတဲ့ကစားသမားတွေကိုမြင်ပြီးအားရပါရရေလိုက်ကနည်းနည်းရအသင်းမဟုတ်ဘူးပဲဆိုပြီးလှောင်ပြောင်လိုက်ပါတယ်။အထင်မြင်သေးတဲ့ဟောင်ကသူတို့ကစားတာကိုကြည့်ကျင်သေးတယ်ဆိုပြီးဝင်ခွင့်ပေးလိုက်တဲ့ပြင်ကွင်းဝင်ကြီးအခမဲ့ပါပေးလိုက်ပါတယ်။ဒီကြားထဲစင်တယောက်ပေါ့စီတေမာလေးမူကြီးနဲ့ပြန်ဆုံပါတယ်။သူမအလုတ်စင်းချိန်မှာလက်ကိုဆွဲပြီးဝကောင်းစားလာအထည်ဆိုင်ကိုခေါ်သွားပါတယ်။သူမကိုဝယ်ပေးတော့မယ်အထင်နဲ့ငါနာမည်ကြီးဖြစ်ရင်ချမ်းသာတော့မှာဆိုပြီးမက်လုံးပေးထားလိုက်ပါတယ်။မိုးကြီးကိုပွဲကြည့်ဖို့ဖိတ်ပေမဲ့သူမကအကြီးတန်းနဲ့သူမရဲ့ရုပ်ဆူမှုကိုရှက်နေခဲ့ပါတယ်။ညာရှောင်းလင်းတင်းဆိုတဲ့နာမည်နဲ့ဝင်ပြိုင်ကြပါတယ်။ပထမဆုံးပွဲစဉ်မှာတော့ပရိသတ်တွေများလုံးလို့တိတ်တကိုးတောင်ပျော်ရွှင်ခဲ့ရပါတယ်။ဒါဟာအားကစားသမားတွေလားဆိုပြီးလောင်ပြောင်နေတဲ့တစ်ဖက်တင်းကဒိုင်လူကြီးရဲ့ပထမခရာတန်အပြီးမှပင်သူတို့မွေးမန်းတောင်မသိလိုက်မဲ့ကန်ချက်နဲ့ဂိုးပေးလိုက်ရပါတယ်။လျင်မြန်လုံးတဲ့ကန်ချက်တွေကြောင့်ဒါဟာတကယ်မဟုတ်ဘူး။မျက်လက်တက်တက်ပဲဆိုပြီး40ကိုဂိုးမရှိနဲ့အနိုင်ရလိုက်ပါတယ်။တပွဲပြီးတပွဲအလွဲတကူအနိုင်ယူပြီးဖိုင်နယ်ကိုတက်လန်းရင်းအားပေးတဲ့ပရိသတ်တွေလည်းတဖြည်းဖြည်းများလာခဲ့ပါပြီ။ဖောင်နဲ့စင်တို့လည်းနာမည်ရလာပြီးတဖြည်းဖြည်းအဆင်ပြေလာကြပါတယ်။မူကြီးကတော့စင်သူ့ကိုပိုသဘောကျသွားအောင်ဆိုပြီးမိတ်ကပ်ကိုပပကြီးကြီးလေးဖိုးလိုက်ပါတယ်။သူမရဲ့ဆိုင်ရှင်ကမြင်သွားပြီးအနိုင်ကျင့်နေလို့စင်ကလူအချင်းချင်းလေးစားမှုထားဖို့ပြောရင်းသူမလာကြောင်ထောက်ခံနေပါတယ်။ဆိုင်ရှင်ကသူ့ကိုရိုက်ဖို့လုပ်တာကြောင့်မကြရင်လည်းအလုံးထုတ်လိုက်ပါဆိုပြီးပြန်စော်ပေးလိုက်ပါတယ်။ဒီလိုနဲ့မူကြီးလည်းရှောင်းလင်ကစားသမားတွေနဲ့ယဉ်နှီးသွားပါတယ်။ဟောင်တယောက်ဖောင်ကိုခေါ်တွေ့ပြီးဖိုးကန်ကောင်လေးအခုဖိုင်နယ်တောင်ရောက်ပြီလို့ပြောရင်းသူ့တသက်စာအေးစိတ်နေလို့ရမယ့်ငွေပမာဏနဲ့လက်ထိုးဖို့လုပ်ပြန်ပါတယ်။အရင်ကလို့မဟုတ်တော့တဲ့ဖောင်တယောက်ကတော့ဖြစ်ခဲ့သမျှငါအမားတွေပဲမလို့ဘသူကမှအပြစ်မတင်ဘူး။ဒီထက်ပိုပြီးမမိုက်တော့ဘူးဆိုပြီးညှင်းလိုက်ပါတယ်။ဘိုလ်လူပွဲမှာတော့ဟောင်ဟာဒီကစားပွဲမှာဘလို့မှမနိုင်နိုင်ဘူးဆိုပြီးအခိုင်အမာပြောနေပါတယ်။ဟောင်ကသူ့ကစားသမားတွေကိုအမေရိကန်ကတင်တဲ့တားမြစ်ဆေးတွေကိုထိုးပေးထားတာကြောင့်သူတို့ဟာလူသားထက်သာတဲ့ခွန်အားတွေရှိနေပါတယ်။အဲ့ဒါအပြင်ဒိုင်လူကြီးလိုင်းမန်ဘောလုံးဖွဲ့စည်းဖောင်ဒေးရှင်းကော်မတီတွေအကုန်လုံးကသူ့လူတွေဖြစ်နေလို့ပါ။စင်ကန်လိုက်တဲ့ကန်ချက်ကိုတော့တစ်ဖက်အသင်းရဲ့ဂိုးဖက်သမားကအသာရဖမ်းယူနိုင်နေပါတယ်။တစ်ဖက်ဂိုးသမားပြစ်လိုက်တဲ့ဘောလုံးကိုစရုဒ္ဒအကူကမနေဖမ်းလိုက်ရပါတယ်။လက်ပလာတိုင်းနဲ့သူတို့ကန်တဲ့ကန်ချက်တွေကိုအသာရဖမ်းယူနိုင်ပါတယ်ဆိုတဲ့ပုံစံဟန်ဆောင်ရင်းဒဏ်ရာရသွားပါတယ်။တစ်ဖက်အသင်းရဲ့မညာမတာပြင်းထန်တဲ့အနီးကကန်ချက်ကြောင့်ဂိုးသမားဆေးရုံတင်လိုက်ရပါတယ်။ပထမပိုင်းနားချိန်မှာဘောလုံးကော်မတီအားလုံးကဟောင်ရက်လူတွေဆိုတာကိုစင်ကားတည်ပြီးခံပြင်းလို့တစ်ဖက်လူနဲ့ဘိုင်ဝမ်ကန်ချိန်မှာတော့သူတို့ရဲ့ရှောင်းလင်းတိုင်းတီးတူအစွမ်းတွေထွက်နေကြပါတယ်။ရှောင်းလင်းအသင်းရဲ့အရန်လူတွေကသူတို့တိမ်မာကိုကြောက်ပြီးအကြောင်းမျိုးမျိုးပြကထွက်သွားကြပါတယ်။ဒုတိယပိုင်းစချိန်မှာဂိုးသမားနေရာကိုတော့တန်ချက်ကတိုင်းသမားဖြစ်တဲ့တတိယအကူကတာဝန်ယူလိုက်ပါတယ်။ရှောင်းလင်းအဖွဲ့ကဘောလုံးကိုအကျိတ်နဲ့ယူရင်းစင်စီကိုတင်ပေးလိုက်တဲ့အခါမှာတော့စင်ရဲ့ကန်ချက်နဲ့ပထမဂိုးရလူစစဲမှာတစ်ဖက်ဂိုးသမားကတိုင်ကိုရိုက်လိုက်လို့ချော်ထွက်သွားပါတယ်။ပွဲပြီးကန်ဒီ special တိုက်ကွက်3လို့ရှောင်းလင်းဂိုးသမားဒဏ်ရာအပြင်းထန်ရလို့နားလိုက်ရပြန်ပါတယ်။လူစားလဲစရာကစားသမားမရှိတော့လို့ရှုံတော့မဲ့အခြေအနေမှာဂရုံတုံးထားတဲ့စတိုင်နဲ့မူကြီးတယောက်ရောက်လာပါတယ်။သူမကဂိုးသမားအဖြစ်ဝင်ကစားပြီးမှပါဒါကိုမဖြစ်နိုင်ဘူးထင်နေတဲ့ဆင်းကတော့သူမကိုအိမ်ပြန်လိုက်ဖို့ပဲပြောနေပါတယ်။ဒါလို့မရတဲ့အဆုံးမှာတော့ခွင့်ပြုလိုက်ရပါတယ်။သူမကကြော့ကြော့မော့မော့စိုက်အပြည့်နဲ့ဂိုးစီကိုရှောက်နေတော့တိုင်နဲ့ဝင်ဆောက်ပြီးပါတယ်။နေရာရောက်တော့တဲ့တစ်ဖက်ဂိုးကိုရောက်နေလို့ဟောင်တို့ကလှောင်ရည်နေကြပါတယ်။ကစားပွဲစချိန်မှာတော့တစ်ဖက်အသင်းရဲ့အပြင်းထန်ဆုံးကန်ချက်ကိုမူကြီးကသူမရဲ့ထိုက်ကြီးတိုင်းပညာနဲ့လေပေါ်မာတင်ပဲအသားရရက်တံပြီးဖမ်းယူလိုက်ပါတယ်။သူမရဲ့လက်ပေါ်မာတင်ပဲဘောလုံးရဲ့အရှင်ကိုအမြင့်ဆုံးဖြစ်အောင်လုပ်ပြီးစင်းစီကိုပေးလိုက်ပါတယ်။စင်းရဲ့တန်မာလာတဲ့တန်ချက်ထောက်နဲ့လေဆန်နံမောင်းလိုအားပြင်းတဲ့ကန်ချက်ကိုကန်လိုက်ချိန်မှာတော့တစ်ဖက်အသင်းမရှိမလားရှုံးနေသွားပါတော့တယ်။နောက်ဆုံးမှာတော့ရှောင်းလင်းတင်းကဘူဆွဲသွားပါတော့တယ်။
ဟောင်ကတော့ဆေးသုံးတာကိုမိသွားပြီးထောင်ကျသွားသလိုဖောင်ကတော့သူ့ရဲ့ဂုံသိက္ခာကိုပြန်ဆယ်နိုင်ခဲ့ပါတယ်။ညီကုံဇလန်အဆုံးမှာတော့လူအများစုကနေ့စဉ်ဘဝမှာတိုင်းပညာကိုအသုံးချလာကြတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ကိုဘလောက်ပဲကြာရှုံးနေပါစေကို့မှာရှိတဲ့အရေးချင်းကိုယုံကြည်ဖို့သင်ခန်းစာပေးသွားတာပါ။နောက်ထပ်စကားကောင်းတွေကိုလည်းအစင်မပြတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာ။